YouTube channel မှာရှိကြတဲ့ချစ်မိတ်ဆွေများအားလုံးပဲမင်္ဂလာပါဗျာနော်အားလုံးပဲမင်္ဂလာရှိတဲ့ညချမ်းလေးဖြစ်ကြပါစေဗျအဲ့တော့ကျွန်တော်ဒီညဗီဒီယိုဖိုင်လေးကတော့မနက်ဖြန်ကျွန်တော်တို့4ရက်8လ2026အင်္ဂါနေ့အတွက် break တစ်စုံရှာဖွေတွေ့ရှိထားတဲ့အတွက်ကြောင့်ကျွန်တော်မိတ်ဆွေတွေကိုပြန်လည်မျှဝေပေးခြင်းပဲဖြစ်ပါတယ်ဗျာနော်အဲ့တော့ကျွန်တော်တို့ဒီတစ်ပတ်စာ like ကတော့ကျွန်တော်ဒီတစ်ပတ်မှာမတက်အားတဲ့အတွက်ကြောင့်မလို့ကျွန်တော်ပို့ပဲတင်ပေးထားတယ် channel 9မှာလည်းတင်ပေးထားတယ်တန်းမှာလည်းတင်ပေးထားတယ် Telegram မှာလည်းတင်ပေးထားတယ်ဗောနော်အဲ့တော့ဒီတစ်ပတ်မှာကျွန်တော်ရွေးချယ်ထားတဲ့ break က2ခွန် break เนาะ main ကတော့22 80ခွန်5ပေါ့အဲ့တော့အဲ့ဒီမှာကျွန်တော်တို့20ထွက်သွားပြီပေါ့2ခွန် break ဒါဆိုရင်ကျန်တဲ့ break ကစက်ကစားတဲ့မလို့တော့တချို့မိတ်ဆွေတွေကအခုတည်းကမတည်သေးဘူးဗျာเนาะအဲ့တော့ကျွန်တော်ရဲ့ထုံးစံကတော့ကျွန်တော် break တစ်စုံသုံးရင်တလုံးထွက်ပြီးသွားရင်ကျန်တဲ့တလုံးကနားပြီเนาะကျန်တဲ့တလုံးစက်ကင်တယ်လို့ထုံးစံမရှိဘူးအဲ့တော့ break တစ်စုံမှာတလုံးထွက်ရင်ကျန်တာနားအဲ့တော့ဒီ2ခွန် break ကသူ့ရဲ့ main နဲ့တာဝန်ကြီးခဲ့ပြီအဲ့တော့ကျွန်တော်ဒုတိယနံပါတ်2ကမွေးကနန်းဒီမွေးကနန်းလေးကြံရမှာစက်မွေးပေါ့နော်စက်မွေးပေါ့ကျွန်တော်တစ်ချိန်လာလိမ့်မယ်ဗျာအနေဆုံးနော်အဲ့တော့ဒီဒိတ်ကိစ္စလေးကျွန်တော်ပြောပြအောင်နော်မနက်ကကျွန်တော်20ထွက်တော့ဗျာနော်20ထွက်တော့ကျွန်တော်ဘာလာပြောလဲဆိုတော့တရားကဒီဒိတ်မားနေတဲ့အတွက်ကြောင့်မို့လို့တဲ့သူဒီ20ကိုမရလိုက်ဘူးတဲ့မထိုးလိုက်ဘူးဒိတ်မားနေလို့တဲ့ကျွန်တော်ပြဆိုကြည့်ဗျာနော်အဲ့တော့3 to 7ဗျာနော်စာမတက်ဘူးပြောရင်လည်းဟိုရိုင်းရကြအောင်ပဲเนาะ3 to 7เนาะဒီဒိတ်ကိုမှားတယ်ဆိုတော့ကျွန်တော်လည်းမပြောတော့အဲ့တော့ဟိုဘာလို့ကျွန်တော်ပြောချင်တာလဲဆိုတော့အဲ့လိုမျိုးမစီမဆိုင်နေဗျာဘောင်းမွင်းတဲ့စကားတွေကန့်လန့်เนาะကိုယ့်ရုပ်ကာယကန့်လန့်မှန်နေလိုက်မှန်တဲ့လူတွေเนาะအဲ့လိုလူမျိုးကျွန်တော် channel မှာကျွန်တော်မထားပါဘူးเนาะကျွန်တော်အကုန်ဘန်းပါတယ်အဲ့တော့ကျွန်တော် channel မှာကျွန်တော်တန်တန်လေးပဲရှိစေခြင်းနဲ့တန်းတန်းလေးပဲထားခြင်းနဲ့အဲ့တော့အဲ့လိုမျိုးဘောင်မဝင်နဲ့မှန်းနေမှန်းရင်ကျွန်တော်တန်းပြီးဘန်းပါတယ်အဲ့တော့အဲ့ဒီမိတ်ဆွေလည်းကျွန်တော်အခုပြောတာကိုကြားနိုင်လိမ့်မယ်လို့မထင်တော့ဘူးဘာလို့လဲဆိုတော့ကျွန်တော်ဒီ channel ရဲ့ကနေပြီးတော့ဘန်းထားတာဖြစ်တဲ့အတွက်ကြောင့်เนาะโอเคအဲ့တော့ကြံဖန်ပြီးတော့ဗျာเนาะကြံဖန်ပြီးတော့လာပြောတာကျွန်တော်တောင်းကျွန်တော်အပူကြီးလဲကျွန်တော်သိမပြောချင်ဘူးเนาะအဲ့တော့ဒီလောက်ကျွန်တော်3ရက်ကနေ9ရက်နေ့ဒိတ်အမှန်ကန်လေးတက်ပေးထားတာကိုကျွန်တော်ဒိတ်မားနေတယ်တဲ့เนาะကျွန်တော်ပြောရတာเนาะတစ်ခါလေကြာရင်လည်းကျွန်တော်ဒိတ်လွဲတတ်ပါတယ်ဒါပေမဲ့ဒီတစ်ခါမလွဲဘူးเนาะအတက်တက်ပေးထားတာအဲ့တော့ကျွန်တော်တို့မနှက်ပြန်တော့ break ချက်ကြည့်အောင်အလဲ3ည1เนาะအလဲ3ည1တက်3ညဖြစ်ရင်3ရက်အတွင်းမှာထွက်တဲ့ break အလဲမှာ3ည1ပဲဖြစ်ဖြစ်တက်3ညပဲဖြစ်ဖြစ်ဘယ်နေရာမှာပဲဖြစ်ဖြစ်ဘယ်နေ့မှာပဲဖြစ်ဖြစ်เนาะအဲ့တော့ဒီမျိုးကျွန်တော်တို့သုံးလို့ရတယ်အလဲမှာတစ်တုံညာဖြစ်ပြီဆိုရင်3ရက်အတွင်းမှာတစ်တုံညာကအဲ့ဒီတစ်တုံညာက break ဖြစ်ပြန်ထွက်တယ်နောက်အလဲမှာတစ်တုံညာဖြစ်တယ်3ရက်အတွင်းမှာတစ်တုံညာ break ထွက်ရလား84 56เนาะအဲ့တော့ကျွန်တော်နောက်ထပ်တစ်ပင်ဒီမှာအလဲတစ်တုံညာဖြစ်တယ်3ရက်အတွင်းမှာတစ်တုံညာ break 29เนาะဒီမှာလဲကျွန်တော်အလဲတစ်တုံညာဖြစ်တယ်3ရက်အတွင်းမှာတစ်တုံညာ break 3ခွန်เนาะဒီမှာလည်းကျွန်တော်တို့အလဲ3ည1ဖြစ်တယ်3ရက်အတွင်းမှာ1 3 break 4ခွန်နောက်ထပ်ကျွန်တော်တို့ဒီမှာအလဲ3ည1ဖြစ်တယ်3ရက်အတွင်းမှာ1 3 break 4ခွန်3 8 19เนาะဒါဆိုကျွန်တော်နောက်ထပ်တစ်ပင်ဒီမှာကျွန်တော်တို့အလဲ3ည1ဖြစ်တယ်အဲ့တော့1ရက်2ရက်3ရက်เนาะ3ရက်အတွင်းမှာ1 3 break တဲ့1ရက်2ရက်မထွက်ဘူး3ရက်မြောက်နေ့မှာ3ညဘူးဆိုပြီးထွက်သွားတယ်เนาะဒါဆိုကျွန်တော်တို့အခုဒီမှာအလဲ3ည1ဖြစ်တယ်3ရက်အတွင်းမှာ1 3 break ကျွန်တော်1ရက်2ရက်ရပြီ1 3 break မထွက်သေးဘူးเนาะ16 4 2 20 3 5ဆိုတော့1 3 break တွေမဟုတ်သေးဘူးအဲ့တော့မနက်ဖြန်မှာရက်ချင်းပြည့်တယ်အဲ့လေ1 3 3 1ဖြစ်ရင်အဲ့ဒီ1 3ဒီ3ရက်အတွင်းမှာ break ဖြစ်ပြန်လာတယ်ဒါဆိုကျွန်တော်တို့မနက်ဖြန်မှာရက်ချင်းပြည့်တယ်ကြိုက်တဲ့မိတ်ဆွေများက3ပါเนาะမကြိုက်တဲ့မိတ်ဆွေများကမ3ပါနဲ့เนาะအဲ့တော့ကျွန်တော်တို့ဘယ်ရမှကျွန်တော်တို့အပိုင်ဆိုတာမရှိဘူးเนาะအဲ့တော့ဒီကဏ္ဍတွေကကျွန်တော်ပြောရမယ်ဆိုတော့အိမ်မက်မှတ်ပြီးထပေးတဲ့ကဏ္ဍတွေတော့မဟုတ်ဘူးပေါ့ဗျာเนาะအဲ့တော့ကျွန်တော်ဒီကလင်ဒါမှာတေချာလေးချပြတဲ့ကဏ္ဍလေးတွေเนาะဒါလေးတွေကိုကြောင်းပြီးဆိုရင်ကြိုက်တယ်ဆိုလိုက်ကစားမကြိုက်ဘူးဆိုလိုက်မကစားနဲ့เนาะအဲ့တော့ကျွန်တော်တို့သူ့မှာ main ပါတယ်เนาะအဲ့တော့ main ကပိုရစေခြင်းလို့ကျွန်တော်ထည့်ပေးထားတာ break ကစားပြီဆိုရင် break ကိုအပြည့်ကစားပါเนาะမကစားခြင်းဘူးဆိုရင်ကျွန်တော်တကွက်မှမထိုးနဲ့เนาะအဲ့တော့ကျွန်တော်ပြောချင်တာက break ကိုအပြည့်ကစားပြီးတော့ main ကိုကြိုက်တယ်ဆို main ကိုထက်တယ် okay เนาะအဲ့တော့ကျွန်တော် main လေးတစ်ချက်ကြည့်မယ်
main ကအလဲတစ်တုံညာဖြစ်တယ်တစ်တုံညာ break မှာကျွန်တော်တို့အဓိကထိုးရမှာ main ကအဲ့ဒီတစ်တုံညာအလဲမှာတစ်တုံညာဖြစ်တဲ့နေ့ရမနက်ထိတ်ညနေထိတ်ပေါင်းလိုက်တစ်ထိတ်ပေါင်းနှစ်အဲ့နှစ်ခွန်ပါတယ်တစ်တုံညာ break က main 84နော်ဒီမှာကျွန်တော်တို့မနက်ထိတ်4ညနေထိတ်ကတုံညာ4တုံညာပေါင်း4 4ပါတဲ့တစ်တုံညာ break က main 29နော်ဒီမှာကျွန်တော်တို့မနက်ထိတ်3ညနေထိတ်3ည3တုံညာပေါင်းခြင်းက3 38ပါတဲ့တစ်တုံညာ break က main 3ခွန်ဟုတ်ပြီနော်ဒီမှာကျွန်တော်တို့မနက်ထိတ်ညနေထိတ်6တစ်ပေါင်းခွန်နှစ်ပါတဲ့တစ်တုံညာ break က main 40ခွန်မနက်ထိတ်ညနေထိတ်5တစ်ပေါင်း6တစ်ပါတဲ့တစ်တုံညာ break က main 19ဟုတ်ပြီနော်တောက်လျှောက်မှာပေးတယ်အဲ့နောက်ဆုံးတစ်ပင်မှာကျွန်တော်တို့မဝင်ထားဘူးအလဲ3ညတစ်ဖြစ်တယ်မနက်ထိတ်ညနေထိတ်8တစ်ပေါင်း9လေးပါတဲ့တစ်တုံညာ break မပေးဝဘူးတုံညာဘူးတဲ့အလွတ်ထွက်သွားတာဒါဆိုကျွန်တော်တို့ပြတ်ထားတာဖြစ်တဲ့အတွက်ကြောင့်ပြန်ဝင်လာနိုင်တယ်အဲ့ဒီ main ကနော်ဒီတစ်ပင်မှာကျွန်တော်တို့ main လွတ်ထားတယ် break ကကျွန်တော်တို့ပြတ်ပင်မရှိဘူးနော်တောက်လျှောက်မှာ3ရက်တည်းမှာအမြဲဝင်တယ်3ညတစ် break 3ညတစ် break တောက်လျှောက်ဝင်တယ်တို့တော့ဒီမှာကျွန်တော်တို့6လေးပါတယ်တစ်တုံညာ break တော့မဟုတ်ဘဲနဲ့အလွတ်ထွက်သွားတယ် main လွတ်ခဲ့တယ်ပေါ့ဒီတစ်ပင်မှာနော်နောက်ဆုံးပင်မှာအဲ့တော့အခုဒီတစ်ပင်မှာအလဲ3ညတစ်ဖြစ်ပြီဒါဆိုရင်3ရက်တွင်းမှာတစ်တုံညာ break မနက်ဖြန်မှာ3ရမယ် main ကမနက်ထိတ်ညနေထိတ်3တစ်ပေါင်း4ပါတဲ့တစ်တုံညာ break နော်အဲ့တော့4ပါတဲ့တစ်တုံညာ break ဆို4ခွန်46နော်9နှစ်9တစ်အဲ့လေးကွက်က main နော်အဲ့တော့ကျွန်တော်တို့မနက်ဖြန်မှာ4ရက်နေ့နော်4ရက်နေ့တော့ကြဒိတ်ဖားနေပြောဦးမယ်နော်မနက်ဖြန်4ရက်နေ့အင်္ဂါနေ့မနက်ညပေါ့နော်4ရက်မနက်ညမှာ break တစ်တုံညာ break နော် main က4ပါတဲ့တစ်တုံညာ break ဖြစ်တဲ့အတွက်ကြောင့်4ခွန်46 9နှစ်9တစ်ဒီ main လေးကွက်ကသူ့ရဲ့မူရကျွန်တော်ယူပေးထားခြင်းဖြစ်တယ်ကျွန်တော်ဆွတ်ဆက်ပြီးတော့ထည့်ပေးထားတဲ့ကဏ္ဍတစ်ခွက်မှမပေါ့အဲ့တော့ဒီကဏ္ဍတွေအားလုံးဒီခုနပြောလို့အိမ်မက်မှတ်ပြီးတော့ထပေးတဲ့ကဏ္ဍတွေမဟုတ်ဘူးเนาะကျွန်တော်တို့ကလင်နာမှာတောက်လျှောက်ကျွန်တော်တို့ပေးလာတဲ့လမ်းကြောင်းတိုင်းသူ့ရဲ့မူတွေသူ့ရဲ့ဖြစ်စဉ်တွေတိုင်းကျွန်တော်တို့ရှာဖွေကောက်နှုတ်ထားတဲ့ကဏ္ဍလေးတွေဖြစ်ပါတယ်အဲ့တော့မနက်ဖြန်မှာကျွန်တော်မိတ်ဆွေတွေကဒီ break တစ်တုံညာ break ကိုကြိုက်တယ်ဆိုရင်တစ်တုံညာ break ကိုအပြည့်ကစားပါပြီးမှဒီ main ကိုကြိုက်လို့ထပ်တင်เนาะအဲ့တော့ main လေးကွက်ထိုးပြီးတော့เนาะ main တွေကမဟုတ်ခဲ့ရင်တော့ကျွန်တော်တို့ဟိုပေါ့เนาะမငုံနဲ့ပေါ့ဗျာเนาะအဲ့လိုလူတွေကြောက်တချို့ကြတော့ကိုပြင်းတဲ့ကိုဗျာကိုမိုက်ပြင်းတဲ့ကိုပေါ့เนาะကို main လေးကွက်ပဲထိုးလိုက်တယ် main တွေကမထွက်လာရင်ပေးတဲ့လူအပြစ်လာပြောတယ် main မှထိုးတာ main ကလွယ်တော့မပေါက်ပြန်ဘူးကျွန်တော် main ရွေးပေးတဲ့လူကပဲအပြစ်ဖြစ်တယ်အပြီးတော့အဲ့ main တွေကပဲတက်ထွက်သွားခဲ့ရင်ကြတော့မတိကြအောင်စောင်းနေတယ်နော်အရင်ချစ်ဖို့ကောင်းပါတယ်နော်အရင်ချစ်ဖို့ကောင်းတယ်ဒီကြားတဲ့အပြစ်ကလာရှာလေးတိတ်မှားနေရဆိုပြီးโอเคပါအဲ့တော့ကျွန်တော်မိတ်ဆွေတွေအားလုံးပဲမနက်ဖြန်မှာဒီ brain နဲ့ main လေးတွေကိုကြိုက်တယ်ဆိုရင်ကျွန်တော်ရဲ့မှန်ထဲမှာမှန်ခဲ့ပါအောင်ဗျာနော်ကြိုက်လားမကြိုက်ဘူးလားဆိုတာမှန်ထဲမှာမှန်ပေးခဲ့ပါအောင်နော်အားလုံးပဲမနက်ဖြန်မှာထိမိနဲ့ပောက်ကွက်မိကြပါစေပောက်ကွက်နှန်းတွေဖြစ်ပါစေဗျာနော်အားလုံးပဲကျွန်တော်မိတ်ဆွေအားလုံးမင်္ဂလာရှိတဲ့ညချမ်းလေးဖြစ်ကြပါစေဗျာနော်အားလုံးပဲခွတ်လက်ပါဗျ